Elon Musk တရားဘီလီယံနာမဟုတ်တော့ဘဲနဲ့ထရီလီယံနာဆိုပြီးတော့ကမ္ဘာအချမ်းသာဆုံးဖြစ်သွားပြီဆိုတော့သတင်းတွေဒီနေ့ပိုင်းမှာထွက်ပေါ်လာတယ်ပေါ့နော်ဒီသတင်းကအမှန်ပဲလားတချို့ကလည်းဒါကိုသတင်းအမှားဆိုပြီးတော့တန်တရားတွေဝင်နေကြတယ်ပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြချင်ပါတယ်ဟုတ်ပါတယ် Elon Musk ကဘီလီယံနာမဟုတ်တော့ဘဲနဲ့ကမ္ဘာအချမ်းသာဆုံးထရီလီယံနာဖြစ်သွားခဲ့ပြီဆိုတဲ့သတင်းကအမှန်အကန်ပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ဇွန်လ12ရက်နေ့တုန်းက Elon Musk ရဲ့အာကာသကုမ္ပဏီ SpaceX ဟာ American Stock ဈေးကွက်ပေါ်ကိုတမိုင်းဝင်အကြီးဆုံးအဖြစ်နဲ့စတင်ဝင်ရောက်ခဲ့တဲ့ IPO တင်ခဲ့တယ်ပေါ့နော်။ share စဖွင့်တဲ့အချိန်မှာပဲဒီ SpaceX ရဲ့တန်ဖိုးဟာတဟုန်ထိုးတက်သွားခဲ့ပြီးတော့ကုမ္ပဏီတစ်ခုလုံးရဲ့တန်ဖိုးဟာ1.1 trillion ကျော်သွားခဲ့တယ်ပေါ့နော်။ Elon Musk ဟာဒီ SpaceX ရဲ့ကုမ္ပဏီ share 42%ကိုပိုင်ဆိုင်ထားတာကြောင့်မို့သူ့ရဲ့ကိုယ်ပိုင်ပိုင်ဆိုင်မှုနဲ့တင်တောင်မှဒေါ်လာ800ဘီလီယံကျော်လောက်ဖြစ်နေတာပေါ့နော်ဒါတွေမကသေးပါဘူးသူ့မှာအရင်တည်းကရှိပြီးသားဖြစ်တဲ့ Tesla ကားကုမ္ပဏီလူမှုကွန်ရက် X နဲ့ဒီ HAI လုပ်ငန်းတွေရဲ့တန်ဖိုးပေါင်းပြီးတော့ထည့်လိုက်တဲ့အခါမှာသူ့ရဲ့အတည်တင်ပိုင်ဆိုင်မှုတန်ဖိုးကစုစုပေါင်းအမေရိကန်ဒေါ်လာ1.14 trillion အထိကိုရောက်ရှိသွားတာပေါ့ဒါဟာကမ္ဘာတမိုင်းမှာတမိုင်းဝင်စံချိန်တစ်ခုတင်နိုင်ခဲ့တာပေါ့နော်ဒါကြောင့်လက်ရှိမှာတော့ Elon Musk ဟာကမ္ဘာပေါ်မှာလက်ရှိချမ်းသာဆုံးလို့ပြောရတဲ့လူထက်လေးစားနီးပါပုံမူချမ်းသာသွားပြီးတော့တိုင်ဘက်မရှိတဲ့ကမ္ဘာပထမအဦးဆုံးထရီလီယံနာကြီးဖြစ်လာခဲ့ပြီပေါ့နော်တကယ်လို့ဒါမိတ်ဆွေတို့စင်ရောတူလိုမျိုးချမ်းသာလာရင်ဘာတွေလုပ်ကြည့်ကြလဲကျွန်တော် comment အောက်မှာပြောပြခဲ့ကြပါအောင်ကျွန်တော်ကတော့ချမ်းသာလာရင်ကဘာတွေပတ်ပြီးတော့ခီးတွေထွက်မယ်ပေါ့နော်ဆိုတော့မိတ်ဆွေတို့ရောဘာလို့ရှင်လဲပြောပြခဲ့ကြပါအောင်နော်